ဒီနေ့ကတော့ကျွန်တော်မိန်းမလေးဒီမှာ7တော့ဖို့ပူစာနေလို့7ကိုလိုက်ပို့ပါမယ်ခုခနဲ့စီးနေပါပြီဆက်ထွက်ပါပြီဒီနေ့တောင်မှပတ်စံမပြောရရင်မနေနိုင်နဲ့မပိုက်ပါရှင်နေချက်စီးနေရေခဲမှုဆိုပြီးတော့ထွက်သွားပါပြီတောင်ပေါ်မှာဆိုတော့စီးဆိုင်တွေကမရှိဘူးပေါ့နော်7-Eleven ကလည်းတောင်ရဲ့ဘဲအစင်းနေညပဲအစင်းမှာပဲစောက်ထားပြီးတော့တောင်ပေါ်မှာ 7-Eleven မရှိရတဲ့ 7-Eleven သွားပဲဆိုရင်တကူတကဆိုင်ကစီးပြီးတော့သွားရပါတယ်ဒါပေမဲ့သွားတဲ့လမ်းမှာတော့အရင်ကစိတ်ဆိုးနေရတယ်ပညာသင်ဖို့ရရင်အခန်းထဲမှာဆိုရင်တော့အဲကွန်နဲ့နေတယ်အခန်းထဲမှာကျတော့နည်းနည်းပူတယ်ပေါ့နော်အပြင်မှာနေရတာကျတော့အေးအေးလေးနဲ့တပင်လေးရဲ့စိတ်ဆိုးနေတယ်တောင်းပေါ်မှာနေတယ်အပတ်ချက်တစ်ခုပေါ့နော်လေးလေးရရွာထားတဲ့ခါကျတော့အရန်ကုန်လေးကိုကောင်းပါတယ်အင်ကြီးလက်ပြက်လေးနဲ့ထွက်တာတော့ပေါ့နော်အရန်ရတော့ရှိရရှိဒီတောင်အောက်မှာနေမယ်ဆိုရင်မြို့ထဲမှာကျတော့ကားတန်ဆိုင်ကယ်တန်အရန်စုညံပြီးတော့ဘယ်လိုစိတ်စိတ်ဆူဆူလည်းလုံးဝမမြင်ရအောင်ဒီမှာကျတော့ကိုယ်ရဲ့မှာလည်းကြောက်ကြတော့သူမျိုးပေါ့ဥမာပြင်းဝင်လိုမျိုးလို့ကျမတို့တနင်္သာရီဘက်ဒီမှာဆိုရင်လည်းဒီလိုမျိုးစိတ်စိတ်ဆူဆူကိုယ့်ရဲ့နိုင်ငံကိုပြန်ရောက်သွားသလိုမျိုးခံစားရတယ်တောင်ပေါ်မှာနေရတဲ့ feeling ပေါ့နော်အဲ့တော့7မှာသွားဝင်ကျမတို့လင်မယားမြောက်ရဲ့အချင်းကဟာလေဆိုတခုပဲနောက်တစ်ခုထပ်ပါတယ်ပေါ့နော်နောက်တစ်ခုဒီပေါ်မှာတောင်ပေါ်မှာနေတဲ့အားသာချက်တစ်ခုပဲပေါ့နော်တောင်ပေါ်ကနေပြီးတော့လမ်းကြည့်လိုက်မယ်ဆိုရင်ပင်လယ်ပြင်ကြီးနဲ့မြို့ကိုမြင်နေရတယ်ပေါ့နော်ဆန်းဆက်ကိုလည်းကြည့်လို့ရပါတယ်ဒီနားလေးမှာတော်တော်များများလာကြည့်ကြတယ်ပေါ့နော်ခြုံပြီးတော့နည်းနည်းရှိနေရပေါ့အရင်လှတယ်နော်ညနေခင်းဆိုရင်ဒီနားလေးမှာတောင်ပေါ်ကနေညပိုင်းဆိုရင်အရင်လှတယ် night view မြင်ရတယ်ပေါ့နော်အဲ့တော့ကျန်တဲ့သူတွေရော 7-Eleven ကိုသွားရင်ကိုလူစင်တဲ့ပစ္စည်းတစ်ခုအပြင်နောက်ထပ်ပစ္စည်းတွေပါလာတတ်လားကျမတို့တော့အဲ့ဒီအချင်းအမြဲတမ်းပါတယ် 7-Eleven ကိုသွားမယ်ဆိုရင်နွားနုဝယ်မယ်ဆိုရင်မရှိမဆိုင်လေးအများကြီးပါလာတယ်ပေါ့နော်အခုလေသွားဝယ်တာကညီကမို့စားချက်နဲ့နေကြစီစားချက်နဲ့ဆိုပြီးသွားဝယ်တာဘာတွေပါလာမလဲဆိုတော့စောင့်အောင်ကြည့်ထားလိုက်အောင်နော်အဲ့ကဲတောင်အောက်ကိုရောက်တော့မယ်ဒီတောင်အစင်းလေးကနည်းနည်းလေးမှတ်တယ်ပေါ့နော်ဇောက်လေးကလည်းမှတ်တယ်အထက်တက်တက်ကျတော့လည်းနည်းနည်းလေးမှတ်တယ်ပေါ့နော်ရှုကင်းလေးအရင်လာပါတယ်အမှတောင်ရဲ့အစင်းမှာ7-Eleven ရှိပါတယ်တောင်ပေါ်မှာလာဆောင်ရင်အရင်ကောင်းပါပဲထိုင်းမှာဆိုရင်7-Eleven ဆော်ဝေးရှိရဆိုအိမ်ရောက်မှလို့ရတယ်ပေါ့နော်ကျမတို့ကျတော့တောင်ပေါ်မှာနည်းနည်းဝေးတဲ့ခါကျတော့ 7-Eleven ကလာမတွေ့ရဘူးရှင်အဲ့တော့တကူတကအောက်ကိုဆင်းရပါတယ်နော်အဲ့တော့ 7-Eleven နဲ့ဝင်မယ်ဆိုရင်လည်းno photo no video ဆိုပြီးတော့စာရေးထားပါတယ်ဒါပေမဲ့ရအောင်ရိုက်ခဲ့ပါလိမ့်ရှင်ဘာလို့ဝယ်လာလဲဆိုတော့တစ်ချက်လောက်ကြည့်ကြအောင်နော်အရင်စုံတာပဲ 7-Eleven ထဲမှာကဲရေကမုတ်စားကြလို့ရေကမုတ်ကြည့်ပါပြီရေကမုတ်တစ်ခုဝယ်ရင်းနဲ့နောက်ရက်လဲစားလို့ရအောင်အိမ်နဲ့ရေကတာထဲမှာထည့်လို့ရပါလိမ့်ဆိုပြီးဝယ်လာထုတ်ကြီးပဲပါတော့ကျွေးတာတော့ကျွန်မယောက်ျားစားချင်လို့တော့ဝယ်တာကျွန်မဟုတ်လို့လားဟုတ်တယ်အားရောนี่ค่ะอันละครับอันนี้ครับခွဲထားမယ်နားရောอันนี้ครับဒါရောอันนี้ครับဒါရောอันนี้ครับဒါရောอันนี้ครับအဲ့ဒီမင်းလေးရလေဒါတရားတော့တစ်ခေါက်ပဲပါတော့ထောက်နေပြီလားถ้าเว่ๆလေးမလို့ဒါစားဒီကမอันละครับอันนี้ครับอันนี้ครับนี่ครับอย่างนี้ที่เราไปมันเลยครับลืมစားလိုက်ครูซ้อมစာယူစားမယ်စာယူစားခွလင်းထည့်ထားပေးဟာအိတ်ကြပဲလာခလိုက်စို့တယ်ပုံနဲ့တိုင်းထွက်လာမလားကြည့်ကြပါဦးပုံမှာပြထားတာဒီလိုမျိုးဒီခွန်းရဲ့အပေါ်ကနေပြီးတော့မောက်ထွက်နေဒီထဲမှာကြာတူတူနေထားလမ်းထားတူ